အခုဆိုရင်တော့မိုးရဲ့ညီကိုမောင်တို့အရင်ကြိုက်တဲ့ဘကုန်းငပိကိုမိုးတို့ဘလို့လောက်လို့ဆိုရင်ဒီလိုစင်းအိုးတွေနဲ့မိုးထည့်မှာပေါ့နော်ဒါမိုးအကိုကြီးရယ်ခဏကပြင်းမလိုက်တဲ့ဒါငပိပြပေးမှာလောငပိကြီးအမွေးတွေကို ကိုကြီးကိုမောင်တို့ကအရန်မှကြိုက်နေတဲ့ငပိကိုကြည့်လိုက်ရမှာ အဲ့ငပိကိုမိုးတို့ကဒီလိုစင်းအိုးတွေနဲ့ထည့်ပြီးတော့ပေါ့နော်အပေါ်မှာအမိုးမိုးမှာပေါ့နော်စင်းအိုးတွေနဲ့ဒါဆိုလို့ရှိရင်ငပိထဲမှာစင်အိုးနောက်စင်အိုးဈေးရလည်းမသိဘူးမျိုးထိုင်းဘတ်1200တလုံးထိုင်းဘတ်1200ဆိုဈေးကနဲတာမဟုတ်ငပိကောင်းစားရင်တော့ဒီလိုစင်းအိုးနဲ့ထဲမှာကိုချစ်တုံးတို့ငပိကြိုးလိုက်တဲ့အခါကျရင်ဝင်းဝါပြီးတော့မှုေးပြီးတော့ငပိကောင်းလေးကိုစားပါဘို့တို့ဒီကော်ဘုံကြီးစားလို့ကော်စော်နန်းတယ်လေကော်ဘုံကြီးကကြားတယ်ကော်ဘုံတွေကကျတော့900ကျော်600ပဲရှိဒါပေမဲ့ကော်စော်ကြီးတွေနန်းပြီးတော့အဓိကတော့စင်အိုးဆိုတာကျွန်တော်ငပိဆိုတာစင်အိုးနဲ့ထည့်တာတော့အကောင်းဆုံးပဲပေါ့နော်အမှကိုကြီးကိုမောင်တို့ကဟိုချစ်သူကြီးခန်းကြီးကစင်းအိုးနဲ့ပဲမို့လို့ရမှာလဲဒီလိုစင်းအိုးတွေထည့်ရတယ်ငပိကိုအဲ့လိုဖောက်ပြီးတော့အဲ့ဒါတင်းပေးလိုက်တော့ဗောနော်ဒါကိုကြီးကိုမောင်တို့တွေစားခြင်းနဲ့စင်ငပိကိုလှောင်နေပါပြီနော်လှောင်နေပါပြီငပိတွေလှောင်နေပြီငပိတွေလှောင်နေပြီကဲငပိတွေကိုလှောင်နေပါပြီဗျာငပိတွေလှောင်နေပြီအားကိုထည့်ပြီးလို့ရှိရင်ဒီမှာဒါကတော့စင်းဦးအပေါ်ကနေပြီးတော့ငပိတွေအပေါ်ကနေပြီးတော့စင်းဦးပေါ်ကနေပြီးတော့ဒါလေးကိုဂုံးလိုက်မှာပေါ့နော်ဘောလေးနဲ့ဘိုးလေးကြီးမှာဆိုတော့ဝေပလက်လေးနဲ့ဂုံးလိုက်တာဒါကတော့ဝေပလက်မရှိတော့သဘောဝင်တာသဘောနဲ့အပေါ်ကနေအုပ်ပြီးတော့ချက်ထိုးပြီးတော့ငပြားရီတက်အောင်လို့ပေါ့နော်ဘိုးစပက်ဆယ်တခြားလေးလုံးမှာပါပြီးတော့အပေါ်ကလည်းအမိုးတွေမိုးမှာဒီမှာကျွန်တော်တို့ဟိုပါပေါ့ဒီဟိုစားတော့တွတ်နေပေါ့နော်ကျွန်တော်တို့ဒီစင်လေးတွေစားပြီးတော့ကျွန်တော်အမိုးမိုးမှာငါတော့နားတဲ့ငါညီကိုမောင်မတွေတကယ်ရောင်းမှဆိုလို့ရှိရင်9ရက်စာပဲရှိတယ်ရိုင်းအိုးကြီးကြီးနော်ဟိုဘက်တွေမှာထပ်ပြီးချချပါအဲ့အများကြီးဒီချန်တစ်ခွက်လုံးအကုန်လုံးစင်အောင်မြုပ်ပါဗျာနော်ငပိတွေကိုကျန်စားပြီးစားစုပါပြီကိုကြီးကိုမောင်နှမတွေတို့ကမိုးရင်းကြငပိလေငပိစားရအောင်မိုးရင်းကြမိုးရင်းကြငပိကတဲရတာမလွယ်ပါဘူးနော်အမငပိရဲ့အယောင်သွေးလည်းကြည်တယ်တော်တော်လှတာဗျာတော်တော်လှတာနော်တော်တော်လှတာပါငပိအယောင်ကတော်တော်လှတယ်တော့ရှယ်ကိုလှတယ်အမမြန်မာပြည်ကတဲရတဲ့ငပိရဲ့အချိန်တွေကိုကြည့်လိုက်အမအထက်ကအမခဏထက်၄ဓာတ်မိုးတော့မပြောမပြောဘူးပါညာပြောနေတော့ရှယ်ထည့်ပြီးတော့ရှယ်လုံးဝရှယ်ဒီကမင်းတာဘယ်နှလုံးရပါလဲဟုတ်လားငါပေးရ6ကလောက်ပြီးတော့လုံးဝရှယ်ပဲဘိုးကတော့မစင်ရိုင်းမဟုတ်ငါမျိုးအင်းငပိဒါအင်းငပိပေါ့နော်ညီကိုမောင်တော်မတွေအခုထိုင်းမှာနာမည်ကြီးနေတဲ့အင်းငပိလေးပါအဲ့ဒါအဲ့ကျ3အိတ်လား3အိတ်ဆို4အိတ်ပဲရတော့မနော်မထိုးလေထိုးနာထိုးနာအသိထိုးရမှာကဲအဲ့ဒါဆိုလို့ရှိရင်ထိုင်းရမိုးရဲ့ညီကိုမောင်တော်မတွေအင်းငပိကမူးမွေးချကြနေစားကြတော့မိုးရှိမှမှားလို့ရတယ်ဘူးလောတယ်လေသူတို့လက်ရှိမှာအရင်မှမှားနေတယ်ဒီငါးလုံးဆိုလို့ရှိရင်သူတို့မှာ9ရက်စာပဲရှိတယ်နော်အဲ့ဒါဘိုးဘက်တွေမှာလည်းစင်းအိုးတွေဒီဘက်ထဲမှာအကုန်လုံးစင်းအိုးတွေအကုန်လုံးလိုက်ခတ်ပြီးတော့ဒီတပြေးအကုန်လုံးစင်းအိုးနဲ့ကျွန်တော်တပြေးလုံးငပိလေးတွေလောက်ပြီးမှဖြစ်ပါတယ်လို့ကဲကိုချစ်တော်တို့ငပိကောင်းလေးစားကြည့်နေနေလေးခါမှလိုက်တော့